ပါမြေကြီးတွေငါတို့တွေအပြူရောက်စိတ်ထားနေအနှွေးထွေးဆုံးရှိနေပေအမောင်ရဲ့တွေထားတဲ့လာမင်းလေးရဲ့လင်းလေးတော့ရှိနေမယ်ခက်ခဲတွေအကြက်တဲ့တွေဘယ်လိုကစင်းနေရိုးရှင်းဆုံးသောဘဝနေလေမျိုးလေးရဲ့လက်ဆောင်နေလေဆိုတာမှလို့ရှိတဲ့လောကတဘာဝမောင်နေခွင်ပြီးလင်းတို့ကြောပြဲမယ်မနဲ့ပြန်တွေစီတောင်းမှဖြဲလို့မမနာတို့မထားနေသာကတာတို့နဲ့လမ်းပြောင်းမနေနဲ့နေရောက်ကြီးတွေချေစီမေးဘဝလာပါနေဒီစက်ကြီးလေးဆွဆွဲလို့နေလေဆွဲမလျှော့ပါနဲ့လဲချနေလေဘယ်ကစားပဲရောက်ရောက်လောက်ခံလိုက်ရုပ်ကြည်ချင်းနဲ့အာရင်တွေပြင်းနေငါတို့တွေပြူရောက်စိတ်ထားနေနှွေးထွေးဆုံးရှိနေပေမောင်ရဲ့လူသားတွေလာမင်းလေးရဲ့လင်းလေးတော့ရှိနေမယ်ခက်ခဲတွေအကြက်တွေဘယ်လိုကစင်းနေရုပ်ရှိဆုံးဘဝနေလေမျိုးလေးနဲ့ဆောင်နေမယ်အားနေချက်ကိုစီရှိကြတယ်အဲ့ဒီအားနေချက်ကိုပဲတချို့ကနင်းကြတယ်မိဘမဲ့ကလေးလေးတခိုးလို့ဆွဆွဲခံရလဲရှင်းမရခဲ့ချို့ကဖေးမကူညီမဆန်လက်ညှိုးထိုးအတင်းချတဲ့လုံးမလာတဲ့လူသုံးတွေပြည့်နေနေတဲ့နေ့ရက်မှန်ကန်သောမိတ်ဆွေတွေလည်းဘဝမှာဘယ်သူမှမတွေ့ခဲ့စင်တန်ခွဲကြတာတွေလည်းလောကမှာပြည့်နေလမ်းပြောင်နေတဲ့အချိန်မှာပကုံးပေါ်ကျလာတဲ့အမေမျက်ရှိမုံဝါမျိုးနှစ်ချက်တွေမပြောက်ချင်သည့်အတွက်လက်ပါလုံးတဲ့နေ့ရက်တွေရောက်ချင်မိတယ်အနာဂတ်မိသားစုကပါလေးတစ်ခုစောက်ချင်မိတယ်ဘယ်သူမှမဆိုအသက်ရှူခွင့်လေးရနေသည့်တွေချူစားခွင့်ရှိနေပါရဲ့ဗျာ